ဖူးပွင့်ရတနာကျိုးဆိုပါရှင်ခုနမေမေကပလဲလေးပြပေးသွားတာပေါ့နော်အခုကကြတော့အစိမ်းရောင်လေးကိုပြပေးခြင်းလို့ပါအစိမ်းလေးကလည်းတော်တော်လေးကိုလာတယ်စိမ့်စိမ့်ဆိုဆိုလေးနဲ့နော်တချို့ကလည်းအစိမ်းကြိုက်တဲ့လူကလည်းအစိမ်းဆိုမှအစိမ်းနော်အနီးပလဲအဲ့လိုရောင်စုံပေါ့အမျိုးမျိုးရှိတယ်အဲ့ဒါကိုမှကိုစိတ်ကြိုက်အရောင်ကာလာရွေးလို့ရပါနော်ဒါလေးကြတော့အစိမ်းလေးပါအစိမ်းလေးကိုမှဒီမှာသူ့ရဲ့ဒီမှာရိုးတန်ဒီမှာဒီလိုသူကကြတော့တခိုင်ထဲဟိုမှာကြီးကြီးလေးပေါ့နော်ဒီမှာတခါတည်းချိန်လို့ရအောင်ပြပေးတာเนาะဒီမှာအိုးဖြူလေးနဲ့ဆိုဒီလိုသူကကြတော့လေဒီအိုးအဖြူလေးနဲ့လည်းတစ်မျိုးလာတယ်ကြီးပန်းအိုးလေးနဲ့ထိုးရင်လည်းတစ်မျိုးလာရရှင်ကြီးပန်းအိုးနဲ့ပဲလိုချင်ဒီအခုအိုးဖြူလေးနဲ့လိုချင်လဲရပါတယ်เนาะတကယ်လို့မမေရဲ့အိမ်မှာအိုးရှိပြီးသားဆိုရင်လည်းပန်းခိုင်လေးပဲယူပန်းခိုင်လေးကတော်တော်လေးကိုလာရเนาะတန်ရှင်းရည်တွေပါလုံးလဲဝတ်တီရှူးလေးနဲ့တောက်ပေးလိုက်ရင်ရရနော်ရေးတွေပါထိစရာမလိုဆေးစရာမလိုနှစ်ပေါင်းဘလောက်ကြာကြာအမြဲတမ်းလာပါလန်းဆန်းတာဖူးပွင့်ရတနာမညိုးပန်းလေးပါနော်တော်တော်လေးလာတယ်ခဏကြာမေမေအနီရောင်လေးလည်းပြပေးပါအောင်မယ်နော်